ပိုင်ရင်အောင်မရိုက်ဘူး ကြိုက်ပြီလေ ဟုတ်ခဏလေးဆိုပေမဲ့မရသေးတဲ့ဘဝပေးအတွေ့အကြုံတွေကိုဟောဒီမီလဝါနဲ့အဝါချွေးပစ်လိုက်မယ်ဒီမှာညီမလေးတုံးတိုက်ကြားကြိုက်ခွီးနဲ့ဖိုက်မယ်ဆိုရင်တော့အခုလိုတယောက်တည်းဖော်မဲကြိုက်မှာမင်းပေါ်တာတွေပါခေါ်ခဲ့လိုက်ကွာ ကိုကြီး shooting break နေပြီထားတော့ထမင်းစားချိန်ရောက်နေပြီ အဲ့ရှိုးကြီးထဲမှာကျွန်တော်နဲ့ fight ချင်တယ်ဆိုရင်ခင်ဗျားပေါ်တိုင်းခေါ်ခဲ့လိုက်